တင်းနဲ့လမ်းခွဲပြီးသွားတဲ့နောက်မှာပေါ့နော်တင်းရဲ့ရီတောင် H ပေါ့နော်တကယ်ပျော်ရွှင်နေရရဲ့လားဘာတွေများကြုံတွေ့နေရလဲဆိုတာကိုကျွန်တော်အနေနဲ့ပေါ့နော်အမြဲတမ်းစုံတော့လုပ်ပေးနေကြဖြစ်တယ်ပေါ့နော်ကျွန်တော်တင်းတို့ရဲ့ရီသားဟောင်းအကြောင်းလေးကိုကျွန်တော်အနေနဲ့သိရမလားစုံတော့လုပ်ပေးပါဦးမယ်ဗျာအဲ့တော့တင်းရီသားဟောင်းဘာတွေကြုံတွေ့နေရလဲသိရမလားဒီလိုမျိုးတွေသိချင်နေဆိုရင်ဒီ reading လေးကိုအဆုံးထိကြည့်ကြပါဗျာโอเคအဲ့တော့ကျွန်တော်အနေနဲ့ချိန်ကာလကိုခဲ့ချင်းပြရအောင်ဒါဆိုကျွန်တော်အနေနဲ့ကတ်တွေကတော့ဆွဲထားပေးသားဖြစ်ပါတယ်ဗျအဲ့တော့ဒီကတ်တွေအနေထားပေါ့နော်ကြာလာတဲ့ကတ်တွေအနေထားကိုပြောရတဲ့အချိန်မှာပေါ့နော်ကျွန်တော်အနေနဲ့ပထမဦးဆုံးအနေနဲ့သူကအမှန်တိုင်းပြောရရင်တော့ဒီအခုချိန်မှာပေါ့နော်လက်ရှိချိန်မှာတော့စိတ်သက်တွေတော်တော်လေးကြာပြီးတော့ကျတော့အထီးကျန်နေတဲ့အနေထားမျိုးကိုတွေ့ရတယ်ပေါ့နော်တင်မရှိတဲ့နောက်ပိုင်းမှာပေါ့နော်သူ့အနေနဲ့သိရမလားအစာပိုင်းမှာတော့သိရမလားလွတ်လပ်သွားသလိုမျိုးတွေပျော်ရွှင်ရတာမျိုးတွေပေါ့နော်အဆင်ပြေနေရတာမျိုးတွေပေါ့နော်သူ့အနေနဲ့ထင်ရပေမဲ့တကယ်တမ်းကျတော့သူ့စိတ်ထဲမှာကတော့ပေါ့နော်လိုမျိုးတခုခုလစ်ဟာသွားသလိုမျိုးဟာတာကြီးဖြစ်နေရတဲ့အနေအထားမျိုးတွေကိုတွေ့ရပါတယ်ဗျအဓိကသိအနေနဲ့ပေါ့နော်သူ့ကိုပေးခဲ့မှုတဲ့မြေတာတွေ view ဆိုင်မှုတွေပေါ့နော်သူ့အနေနဲ့အခုမှပေါ့နော်ပြန်သတိရပြီးတော့နောင်တရနေတဲ့သဘောမျိုးကိုကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ဒုတိယတစ်ချက်ကတော့ထူးထူးခြားခြားပေါ့နော်သူ့အနေနဲ့အခုလက်ရှိအချိန်မှာပေါ့နော်ဒီလက်တလောအနေနဲ့ချီးရင်းမြတ်တာရေးတွေမဟုတ်ပဲねပေါ့နော်တခြားသောအရာတွေမှာသူ့အနေနဲ့အစင်မပြေမှုတွေပေါ့နော်တွေ့ကြုံနေရတဲ့အနေအထားမျိုးတွေကိုကျွန်တော်အနေနဲ့တွေ့ရပါအဓိကတော့အလောက်ကိုင်းနေမှာပဲဖြစ်ဖြစ်လူမှုရေးပိုင်းတွေငွေကြီးပိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အနေနဲ့အခက်ခဲလေးတွေရှိနေတဲ့အနေအထားကိုတွေ့ရပါတယ်အဓိကသူဖြစ်ချင်တယ်လို့မျိုးပေါ့နော်အရာရာတိုင်းကမဖြစ်ပဲနဲ့သိရမလားသူ့အနေနဲ့တက်နိုင်တဲ့လောက်တော့နော်သူ့ရဲ့မာနကြောင့်ပေါ့နော်ဟန်မပြက်အာတင်ထားရတဲ့အနေအထားမျိုးတွေကိုရှိရတယ်ပေါ့နော်တော့မာနကြီးကားပဲနော်အဲ့တော့တင်းပေါ်မှာတော့မနိုင်ပြောရရင်တော့တင်းနဲ့ပတ်သက်တဲ့ပေါ့နော်သူ့အနေနဲ့အမတ်တရအဟောင်းတွေကိုတော့အခုချိန်ထိတော့သူ့အနေနဲ့မှုမလုံနိုင်သေးတဲ့အနေအထားမျိုးတွေကိုတွေ့ရတယ်ပေါ့နော်အဓိကတင်းရဲ့ social media တွေကိုပေါ့နော်သူ့အနေနဲ့ချောင်းကြည့်နေတာမျိုးတွေပေါ့နော်ပြီးရင်ပေါ့နော်တင်တို့နှစ်ယောက်ဒီလိုမျိုးအမတ်တရရှိခဲ့ဘူးတဲ့ဓာတ်ပုံလေးတွေတချို့ပြောစာလေးတွေပေါ့နော်ဒီလိုမျိုးပြောထားဘူးတဲ့စာလေးတွေကိုပြန်ဖတ်နေတာမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေရှိတယ်ပေါ့နော်သူ့ဘက်ကနေလည်းမနိုင်ပြောရရင်ပေါ့နော်အစင်ပြေခြင်းနဲ့စိတ်ကလေးရှိနေတာကိုတွေ့ရပါတယ်ဒါပေမဲ့သူ့ရဲ့အတ္တတွေမာနတွေကြောင့်ပေါ့နော်ဒီလိုမျိုးတွေအတန်တိတ်နေရတဲ့အနေအထားမျိုးဆိုရင်တော့ပို့ပြီးတော့မှန်မယ်ပေါ့နော်အဲ့တော့အဓိကသိမလားတင်းဘက်ကနေပဲသူ့ကိုဆက်သွယ်လာမလားဆိုပြီးတော့ဒီလိုမျိုးတွေကိုပဲစောင့်မျှော်ပြီးတော့စောင့်ကြည့်နေရတဲ့အနေအထားမျိုးတွေမှာရှိနေပါတယ်လို့ကျွန်တော်အနေနဲ့တွေ့ရပါတယ်ဗျအဲ့တော့တင်းဘက်ကနေပြီးတော့လဲပေါ့နော်အခုချိန်မှာတင်းရဲ့ရီးသားဟောင်းကြီးဘာတွေကြုံတွေ့နေရတဲ့သိပြီဆိုတော့ပေါ့နော်တင်းနေတယ်ဘာလို့တင်းနေဆိုတော့ကိုတွေးကြည့်ပေါ့နော်ဘာလို့ရမလဲဆိုတော့ကိုသုံးပြပါဗျโอเคအဲ့ဒါဆိုရင်ဒါကတော့တင်းရဲ့ H ပေါ့နော်ခုလက်ရှိမှာဘာတွေကြုံတွေ့နေရလဲဆိုတာအစုံတော့လုပ်ပြီးသွားတာဖြစ်ပါတယ်ဒီ reading လေးอ่ะပေါ့နော်ကျွန်တော် general reading ဖြစ်တဲ့တော့ပေါ့နော်ကိုနဲ့ guide ပါသေးဆိုပြီးတော့energy လေးကို